အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့နေလို့အောင်ပဲဖြစ်ပါတယ်ကျွန်တော်လုံးနေရတိုင်းလေးပဲပြောလိုက်ရအောင်ဆယ်ဝါပြန်လာပြီးတော့ကျွန်တော်တို့ဒါမင်္ဂလာဟောက်သွားမှာကိုကျွန်တော်တို့6နာရီအချိန်နဲ့6နာရီအချိန်နဲ့တော့ကျွန်တော်ရေမိုးချိုးပါညာလုပ်လိုက်တာ6နာရီခွဲသွားတယ်6နာရီခွဲသွားတော့အားနဲ့ကျွန်တော်ဂေးတွေလိုက်ခါတော့ကျွန်တော်တို့အဲ့မင်္ဂလာဆောင်ကကျွန်တော်အဝေးကြီးပြားတယ်မှာပကုံးမျိုးကျွန်တော်ဒုက္ခကောခုံ3တက်မနာမှာအဲ့နာမှာဆိုတော့ကျွန်တော်တို့ဒါဂေးတွေပါခေါ်တော့ကျွန်တော်တို့အညိုးတယောက်ခေါ်ကျွန်တော်အညိုးတယောက်ခေါ်တော့ကျွန်တော်အညိုးတယောက်လည်းအဖားလေးကိုအဲ့မင်္ဂလာဆောင်လိုက်ပို့တော့အားနဲ့ကျွန်တော်ကလည်းပြင်နိုင်ဖို့မယ်ဆိုတော့ကျွန်တော်ကစောက်တဲ့အခါကျတော့တနင်္လာကျော်ကတော့မရောက်လာဘူးသွားမှအပြန်မှာဂေးတယောက်ဝင်ဆွဲရင်းနဲ့ချိန်ကြာသွားတော့အားနဲ့ကျွန်တော်ကလည်းခြားဂေးတွေလိုက်ခေါ်တော့အဲ့ချိန်က7နာရီထိုးသွားကြည့်ချင်တော့7နာရီထိုးတော့ကျွန်တော်ကဟာသွားလို့မရတော့ဆိုပြီးတော့ကျွန်တော်အိမ်ကျွန်တော်ကိုလည်းတဲ့တို့ကျွန်တော်ကိုလည်းသွားမှလည်းအစင်းသေးပဲဆိုကျွန်တော်ကိုလည်းကျွန်တော်သူသွားနေမှာလမ်းကြီးကိုကျွန်တော်ဗီဒီယိုကြီးရိုက်ထားတာပေါ့ဒါမှမလားကျွန်တော်တို့လည်းညာဘက်တွေအပြင်ထွက်လာတိတ်အပြင်နဲ့ညာဘက်ဆိုအပြင်တိတ်မထွက်တော့ကြာပြီအဲအကြောင်းကျွန်တော်လည်းမီးတွေလင်းနေတာမှာကျွန်တော်လည်းထူးဆန်းနေဖြစ်နေတယ်တောသားညို့ရောက်တယ်လို့ပေါ့ကျန်ညာဘက်တွေဟာအပြင်မထွက်လာကြတော့လည်းလှလိုက်တာကွာရှူခင်းနေရတယ်ကွာ my god ဟေးကဲမင်္ဂလာဆောင်ရောက်ပြီပေါ့နော်မင်္ဂလာဆောင်ရောက်ပြီဆိုတော့လုံးဆရာကြီးကလေးဝိုင်းလို့လည်းခုံနေခင်းနေပါခင်းနေကျွန်တော်စရောက်တဲ့အချိန်ကလည်းကျွန်တော်မရိုက်လိုက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်မအားလို့ဖုန်းတစ်ဖက်ကင်ပြီးတော့ထမင်းစားနေရမှာကျွန်တော်ရှယ်ရမှာရှက်လို့ပေါ့နော်အချိန်မရအကြောင်းလည်းပါတယ်အဲကြောင့်ကျွန်တော်မရိုက်မိသွားတာပါအခုဒါဆိုလို့ရှိရင်ဒါအကုန်လုံးသူတို့အကုန်လုံးအနားယူပြီး17နိုင်တော့ခင်တို့ကြောက်ကြောလုံးနေပါကျွန်တော်ဟိုဆက်ခဲဝအောင်ဆိုပြီးတော့ကျွန်တော်ရက်ထိုင်ခတ်နေတာပါကဲကျွန်တော်တို့ဒါမနက်ရောက်ပြီပေါ့နော်မနက်လေးရောက်ပြီဆိုတော့ကျွန်တော်တို့လုံးစရာရှိတာတွေဝမ်းတော့ကျင်းစရာရှိတာချင်းနဲ့ခုံနေစပွဲတွေကုန်းထကင်းနေလာပင်မှာခုံခင်းနေထားတယ်မှာလှလှပညစင်းနေပြီးဟိုရိုက်ဒီရိုက်ကဲမနက်တော့ရောက်လိုက်နေနာကွာမှာဖုံမုတ်တရားနာအချိန်ကျွန်တော်တို့ဒါရှေ့မှာထွက်ပြီးတော့ထိုင်ဆောင်နေတော့เนาะကျင်းအချင်းကြီးပေါ့ဟိုလူနဲ့စကားပြောဒီလူနဲ့စကားပြောပေါ့ပြီးတော့ကျွန်တော်ဘလော့ဖလာတယ်ဆိုတော့ကျွန်တော်ကြားပါသေးတယ်ကဲကျွန်တော်တောင်းဝန်ကန်တော့ဟင်းကြိုကြီးဦးစောတော့ဘာမီးထဲလိုက်ဟင်းကြိုလိုက်ပင်းလိုက်ပွဲပကနေပေးလိုက်တော့เนาะကျွန်တော်အားချိတ်ချိုကြီးကစတင်းပေါ့เนาะစတင်းကစောင်းကောင်းတယ်ကျွန်တော်ညာကကျွန်တော်3နိုင်လောက်ပဲအိတ်ထားပြီးကျွန်တော်စတင်းတော့ပြီးအလုပ်လုပ်တာစောင်းနေတက်ကြွအဲ့ချိန်မှာကျွန်တော်တတိရလိုက်တာကျွန်တော်ဖနက်ကကျွန်တော်မလဲမိပါဘူးကအလင်းညာဆိုတော့ဖနက်ကမလဲမိပါဘူးဒါမှလည်းဘာဖြစ်ပါအောင်เนาะလူလာသေးတယ်နော်ဖနက်လာသေးတယ်မှာဟုတ်လားเนาะအားလည်းမှာသူတို့သားတွေနဲ့မှာသူတို့သားဖေးမေးနေမှာတပုံရိုက်နော်ကျွန်တော်လည်းစပင်းဝယ်ဆွဲဖို့ကျွန်တော်မဆွဲရရပါဘူးကျွန်တော်လည်းမအားပါဘူးကျွန်တော်လည်းဟိုလုံးဒီလုံးနေအောင်ရှေ့မှာဂလိုသားရဲ့တို့မီလင်းမှာအဲ့တဲ့နဲ့တပုတ်ရိုင်းနေချင်းဒါကျွန်တော်တို့အနှောင်းမှာလုံးဆရာရှိရတယ်လောက်ရတယ်နော်ဒါကျွန်တော်တို့အမိုးတွေတာလက်ပတ်တွေဟာအခင်းတွေအားတွေကောင်းတော့ကျွန်တော်တို့ဒါတင်စီပြီပေါ့နော်တင်စီပြီးမှာကုန်းဒါအကုန်လုံးခဏနဲ့ပြီးသွားပါတယ်ဘယ်တော့မှမကြပါဘူးဆိုတော့လူရင်အားတောက်တာကိုကျွန်တော်တို့ဘက်ကလူရင်အားတောက်တော့ခုံနေခင်းနေခုံနေပြန်သိမ်းတာဘယ်တော့မှမကြလိုက်မချိုးလူတွေဆိုလို့ရှိရင်အင်ကြီးတော့တေးယူပါပြီကျွန်တော်တို့ကကျတော့မလဲရသေးပါဘူးမအားသေးရကြောင်းလည်းပါပါတယ်ရှင်းတော့လည်းရှင်ကျွန်တော်တို့ကဒီအဓိကသူတို့ရဲ့တူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အဓိကနေရာမှာပါပြီးလုပ်ပေးရတဲ့ခါကျတော့တခြားဒီအရေးကြီးတဲ့ဗီဒီယိုအပိုင်းတွေကျတော့ဒီမှာမပါချက်သွားဘူးအဲ့အတွက်ကြောင့်တောင်းမှပါဟိချုပ်တင်ပြီးတော့တချို့ပိုင်းနေကြတော့အလုံးနေနဲ့လည်းရိုက်လို့လည်းအဆင်မပြေဘူးအဆင်မပြေတဲ့အခါကျတော့ကျွန်တော်တဝက်တက်ကြတော့မကောင်းဘူးပေါ့နော်ကဲဒီမှာဆိုရင်တော့ကျွန်တော်တို့အကုန်လုံးရှင်းပြီးတော့ဒါပစ္စည်းပို့တဲ့လူကအကုန်ပို့
ကုံပို့ပြီးတော့ဒါကျွန်တော်တို့လည်းဒါကြံပါပြီကြံနေနဲ့ဒါကျွန်တော်တို့အုတ်ကန်ထဲမှာကျွန်တော်ငါးလေးတွေနဲ့အားနဲ့ကျွန်တော်တို့3လေးကောင်တော့ခေါ်ကျွန်တော်အိမ်ကိုခေါ်ခဲ့လိုက်ပါတယ်အိမ်ကိုခေါ်ခဲ့လိုက်ဟဲ့ကျွန်တော်ဟိုဆင်းအောင်လေးနဲ့ထည့်ပြီးတော့မွေးမယ်လို့စဉ်းစားထားတယ်ကျွန်တော်လည်းဗီဒီယိုကိုဒါအစအဆုံးကြည့်ပြီးတယ်ဒါတငယ်ချင်းနေမိတ်ဆွေတွေအကုန်လုံးဒါအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာကြံတွေ့ကြပါ bye bye